မင်္ဂလာပါကျွန်တော်ဒေါက်တာနေအောင်ကျော်ပါမတွေ့ရနေကြပါဘူးเนาะကိုလံဘိုကနေပြီးတော့စကားပြောနေပါတယ်ဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းကတော့လူတွေကဘာကြောင့်မလို့ယောဂတွေနောက်ဆုံးပေါ့နော်အခြေအနေနောက်ဆုံးအခြေအနေကြမှာစေကန်းကိုလာကြလဲဆရာဝန်ကိုပြကြလဲဆိုတဲ့အကြောင်းမေးကြည့်ချင်ပါတယ်เนาะကျွန်တော်စေကန်းကိုလာတဲ့လူနာတော်တော်များများယောဂကျွမ်းတဲ့အချိန်ကြတော့မှရောက်လာတယ်ကြပါပေါ့နော်အဲ့တော့စိတ်မကောင်းဖြစ်ရပါတယ်စိတ်မကောင်းဖြစ်ရပါတယ်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်ကြီးကကျွန်တော်တို့ဆက်သွယ်မှုလုပ်တယ်ဗျနော်ဘယ်လိုဆက်သွယ်မှုလုပ်လဲဆိုတော့ကျွန်တော်ပြောပြမယ်အကြမ်းမြင်ပါနော်နာကျင်နေဆိုတော့လူတွေကတော်တော်များများမကောင်းလို့ထင်တယ်နာကျင်နေဆိုတာကောင်းပါတယ်နော်ကြိုက်ခဲတယ်ဆိုတာမကောင်းလို့ထင်တယ်ကြိုက်ခဲတာလည်းကောင်းတယ်ဖျားတာမကောင်းဘူးဆိုထင်တယ်ဖျားတာကောင်းတယ်နော်နောက်တစ်ခါဘာလို့ကျွန်တော်အဲ့ဒီစကားပြောလဲဆိုတော့လူတယောက်ကမဖျားတဲ့ယောဂအထက်ထဲမှာပိုးတွေအများကြီးရှိပြီးတော့မဖျားတဲ့အနေအထားမျိုးရှိတယ်။နော်အဲ့တော့သူကမဖျားတဲ့ကြောင်လို့သူကပိုးတွေအများကြီးရှိမှတော့သူမသိတော့ဘူး။မသိတော့တဲ့အတွက်ကြောင့်လို့ဆေးလည်းမကူဘူးဆိုတော့ဘာဖြစ်သွားလဲ septicemia ပေါ့နော် very serious septicemia တွေမှာဆိုလို့ရှိရင်အဖျားမရှိဘူးအဲ့လိုတွေက။ဒါပေမဲ့သူတို့တွေခန္ဓာကိုယ်ကပိုးတွေအများကြီးများတယ်။နော်အဲ့လိုမျိုးပေါ့နားတယ်ဆိုတာခန္ဓာကိုယ်ကအတိပေးတာပဲငါနာနေတယ်ငါ့ကိုပေးနာပါဆိုတော့ပြောတာ။နော်အဲ့လိုပဲအစားအသောက်ပြတ်တယ်ပေါ့ဗျာနော်နောက်တစ်ခါနော်နေလို့မကောင်းနှုံးနေပါညာစသည်ဖြင့်မျိုးမျိုးရှိရပေါ့လေဘာကြောင့်မလို့နော်လူတွေကအဲ့ခန္ဓာကိုယ်ကသတိပေးနေတဲ့ဟာတွေကိုနော်သတိမပြုကြရဲဆိုတာတစ်ချက်ပေါ့နော်နှစ်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်စီမံလာတဲ့ဒီမှာနောက်ကျပြီးတော့ကုသလို့ရတဲ့ယောဂတွေမှာညှောစရာကောင်းတာပါတယ်ကျွန်တော်ပြောပြမယ်စီးကြိုယောဂပဲနော်စီးကြိုယောဂအဲ့တော့စီးကြိုယောဂနောက်တွေးလို့ယောဂပေါ့အဲ့နှစ်ခုကpreventable ကြာနော်ကောင်းကောင်းကြီး prevent လုပ်လို့ရတယ်နော်ဘလို့ဒါ lifestyle disease ဆိုခေါ်တယ်နော်နေပုံထိုင်ပုံနဲ့ဆိုင်တယ်အဲ့တော့အစားအသောက်ထိန်းမယ်ဗျာကျန်းမာရေးကိုတော့ queue ဆိုင်မယ်နော်အိတ်ချိန်ကောင်းကောင်းအိတ်မယ်နော်အစားအသောက်ကိုထိန်းမယ်အဲ့ဒီအတွက်ခင်ဗျာပတ်စံတပြားမကုန်ဘူးလေနော်အိတ်တာအတွက်ကိုခင်ဗျာသတိထားပြီး7နာရီပြည့်အောင်အိတ်လိုက်ရုံပဲလေနော်အဲ့လိုပဲအစားအသောက်ထိန်းနေဆိုတာလည်းမဟုတ်လဲစားနေတယ်စားရုပ်စားမှထိန်းလိုက်အောင်ပဲအဲ့ဒါလည်းခင်ဗျာပတ်စံမှာပို့ပြီးကုန်ကြမရှိဘူးလေ့ကျင့်ခန်းလုပ်တယ်ဆိုတော့ထပ်လမ်းလျှောက်တယ်ဗျာလမ်းလျှောက်တယ်ဆိုတော့ပတ်စံပါမကုန်နော်နောက်တစ်ခါဆေးတော့တယ်ပေါ့နော်အဲ့တော့စီးကျိုသွေးတို့ဒီလူနာတွေကဒါတွေကတကယ် totally preventable ဗျာအခုဆိုရင် reverse ဖြစ်တယ်လို့ပြောနေကြ reverse ဆိုတာပျောက်တယ်နော်သွေးတို့လည်းပျောက်တယ်စီးကျိုလည်းပျောက်တယ်ပျောက်စေဆရာနည်းနဲ့ပျောက်တာမဟုတ်ဘူးနော်ခန္ဓာကိုယ်ရဲ့နေပုံထိုင်ပုံနည်းစနစ်ကိုပြောင်းလဲခြင်းအပြင်ဒီယောဂတွေပျောက်တယ်နော်ကျွန်တော်အဲ့ဒါကိုပြောတာဒါပေမဲ့အချိန်ကြာတယ်ဒါပေမဲ့ပျောက်တယ်ဒါပေမဲ့ consistent ဖြစ်ရမယ် fighting အဲ့လိုလုပ်ရမယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီတိုင်းပဲပြစ်ထားလိုက်ပြီးဆေးကိုတောက်ချင်မှတောက်တယ်မတောက်ချင်မတောက်ဘူးနော်ဖြစ်သလိုပဲထားလိုက်တယ် check up လည်းမလုပ်ဘူးအဲ့လိုလူနာတွေကြတော့နောက်ဆုံးရောက်လာကြောက်ကပျက်စီးပြီနော်သုံးဖို့လည်းဟလာနှလုံးသွေးတို့ကြောင့်မလို့နှလုံးပျက်စီးပြီheart failure ရပြီဒါမှမဟုတ်လည်းနှလုံးသွေးကြောပိတ်ပြီနေဖြတ်ပြီဗျအဲ့လိုအချိန်ကျမှရောက်လာတော့ကျွန်တော်စိတ်မကောင်းတာအဲ့လူနာတွေအမှန်မှန်ဒီလူတွေကအများကြီးအသက်ရှင်နေတယ်ကျွန်တော်သိအကြာကြီးတော့မပြောလို့ပါဘူးအဲ့တော့ဒါ6တဲ့ဗီဒီယိုလည်းမဟုတ်ဘူးတော့ကျွန်တော်အမြဲတမ်းသူများကိုကျွန်တော်ပေါ့နော်ခန္ဓာကိုယ်ကအမြဲတမ်းကိုယ် signal ပေးနေတယ်အဲ့ signal ပေးနေတဲ့အထက်မှာအတိအကျပြောလို့ရတာဗျာတွေးလို့ရှိတယ်လို့စီးလို့ရှိတယ်ဆိုတာတော့လိန်လို့မရဘူးเนาะစိတ်ကြောက်တိုင်းလည်းဒီစီးကြိုတွေတို့တွေကဆရာဝန်တွေဆိုမှတေချာစစ်လို့ရှိရင်သိနိုင်တယ်လေဗျာเนาะအဲ့လိုယောဂမျိုးတွေက preventable လို့ခေါ်တယ်เนาะအဲ့လိုဟာမျိုးတွေအတွက်လည်းကြောက်မလို့အသက်ဆုံးရှုံးတာเนาะအနာဟတာအရင်မျိုးစရာကောင်းပါတယ်အဲ့ကြောင့်မလို့ကျမကြီးအတွက်ဗျာကျွန်တော်ပြောပြမယ်ဗျာကျွန်တော်ကြောင်ညာမဟုတ်တော့ကျွန်တော်စိတ်ကောင်လုံးဝကြောင်ညာတယ်မဟုတ်ဘူးဒီကမှတာပြီးတော့ blood test ကတော့เนาะအသက်40ကျော်စဉ်เนาะတစ်နှစ်ကိုတစ်ခါတော့လုပ်တင်တယ်เนาะအခုဒီမှာမလေးရှားမှာဆိုဘလောင်းမကြောက်ပတ်စံ150ဝန်းကျင်160လောက်ပဲကြားတယ်အကုန်လုံးကိုစစ်လိုက်လို့ရတယ်အဲ့တစ်ခါစစ်လိုက်လို့ရှိရင်တစ်နှစ်ဆိုရင်ခင်ဗျာအေးဆေးပဲလေကျွန်တော်ကြိုပြီးသိလို့ရတယ်စီးကျုပ်ဖြစ်ချင်နေတာဖြစ်နေတာတွေးတိုးနေလားเนาะအကုန်လုံးစစ်လို့ရတယ်အဲ့ဟာခင်ဗျာဟို150 160လောက်ဆိုတာခင်ဗျာအပြင်မှာသားစားလို့ဘုံသားစားတာတော့ဘာလို့အဲ့လောက်တော့မှပတ်စံမရှိဘူးဟုတ်တယ်နော်ကျွန်တော်ကအဲ့လောက်ကလေးရင်းနှီးခြင်းအဖြစ်နော်ကျမကြီးview site လို့ရှိရင်ကာကွယ်လို့ရတဲ့ယောဂတွေကိုကာကွယ်လို့ရတယ်ပေါ့နော်ကျွန်တော်အဲ့ဒါကိုပဲပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒေါက်တာနေအောင်ကျော်ပါကွာလမ်ဘောနေပြီးတော့စကားပြောနေပါတယ် thank you so much ပါကျွန်တော်မိတ်ဆွေတွေကျွန်တော် follower တွေကျွန်တော်မိကုန်းမိရတွေအားလုံးကျွန်တော်ချစ်ပါတယ်ကျေးဇူးတင်ပါတယ်